မင်္ဂလာပါကျွန်တော်ဒုဒုပါဒီနေ့မှာတော့ကျွန်တော်ကသချင်းတယ်လေးတစ်ပုဒ်လက်ခတ်တယ်လေးတစ်ခုနဲ့ပြန်လာခဲ့ပါပြီခင်ဗျာဒီနေ့วิเศษထားတဲ့သချင်းလေးကတော့ဒီဖြိုးရဲ့ကျေးဇူးပဲမနှက်ပြန်ဆိုတဲ့သချင်းလေးဖြစ်ပါတယ်ဒီသချင်းမှာဆိုရင်တော့ကော့ကနှစ်ကော့ပဲပါဝင်ပါတယ်ခင်ဗျာ B minor ကော့ရဲ့ A ကော့ရဲ့ဆိုပြီးတော့နှစ်ကော့ပါဝင်ပါတယ်ခင်ဗျာဟုတ်ကဲ့ B minor ကော့နဲ့ A ကော့ကိုမတီးတတ်သေးဘူးဆိုရင်လည်းစိတ်မပူပါနဲ့เนาะ A minor ကော့နဲ့ G ကော့နဲ့တီးတတ်တယ်ဆိုလို့ရှိရင်လည်းဒီသချင်းကိုတီးလို့ရပါတယ်ဒါလေးကိုလည်းပြသွားပေးပါမယ်ဒီနေ့တီးမဲ့လက်ခတ်လေးကတော့ slow go လက်ခတ်လေးဖြစ်ပါတယ်ဒီလက်ခတ်လေးမှာတော့ကျွန်တော်တို့ quarter note က1ရယ်2ရယ်4ရယ်မှာ quarter note လေးနဲ့တီးမှာဖြစ်ပါတယ်3ကတော့60 note နဲ့တီးမှာဖြစ်ပါတယ်60 note ကတော့1 E and 2 E and 3 E and လို့ရည်ရတာဖြစ်ပေါ့နော်တပည့်ကို၄ချက်ပါတယ်အဲကြောင့်3မှာဆိုတော့3 E and A လို့ရည်မယ်ပြီးရင်4ကိုတီးမယ်ဒီမှာကြည့်လိုက်လို့ရှိရင် quarter note 1ရဲ့ quarter note ကကြတော့တော့ပဲတီးမယ်နော်ဂီတာကျိုး6ကျိုးရှိအောင်မှာ3ကျိုးပဲတီးမယ်နော်အပေါ်ကျိုး3ကျိုးပဲတီးမယ်ပြီးရင်2ကကြတော့6ကျိုးလုံးကိုတီးမယ်နော်ပြီးလို့ရှိရင်60 note ပေါ့နော်60 note ကတော့၄လုံးတီးမယ်3 E and A ပေါ့နော်3 E and A ပြီးရင်4ကကြတော့ quarter note ဆိုတဲ့အတွက်တစ်ချက်အောက်ထိဆွဲချမယ်4ဟုတ်ပြီနော်မြန်တီးမယ်ဆိုရင်1 2 3 and 4 1 2 3 and 4ဒီလိုလေးတော့မှဖြစ်ပါတယ်ဟုတ်ပြီသချင်းလေးကတော့မခက်ဘူးပေါ့နော် B minor ရယ် A ရယ်ပေါ့နော်ပါဝင်တာဖြစ်ပါတယ်ဒီသချင်းကဒီနှစ်ကော့ပဲပါတယ်ဖြစ်တယ် B minor တပါးတီးလိုက် A တပါးတီးလိုက်ဒီလိုပဲသွားနေမှာဖြစ်ပါတယ်ဒါအောင်မှ B minor နဲ့ A နဲ့မိတ်ဆွေရမရဘူးဆိုရင်ရတယ်ဟုတ်ပြီကျွန်တော်တို့က A minor နဲ့ G နဲ့တီးလိုက်မယ်ပေါ့နော် B minor နေရာမှာ A minor ကိုစားထိုးလိုက်မယ်ပြီးတော့ A နေရာမှာ G ကိုစားထိုးပြီးတီးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုလုပ်တီးမလဲအတန်မှမတူတာဆိုဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က G ရဲ့ပေါ်တကီးမျက်နှာကပေါ့နော် G ရဲ့ပေါ်တကီးမျက်နှာ A ဖြစ်ပါတယ် A နဲ့ G နဲ့ကနှစ်ကွက်ချတဲ့အတွက်ကျွန်တော်တို့က1 2ဆိုတော့ကျွန်တော်ဒုတိယကွက်မှာညှက်လိုက်မယ်နော်ဒုတိယကွက်မှာညှက်ပြီးတော့ G ကိုတီးလိုက်မယ်ဆိုရင်ဒါ A ပဲပေါ့နော် A minor ကိုတီးမယ်ဆိုရင်ဒါ B minor ပဲပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူဒီဖြိုးရဲ့ကျေးဇူးပဲမနှက်ပြန်ဆိုသချင်းလေးကိုလိုက်တီးလိုက်မယ်နော်ဒီသချင်းမှာတော့ထူးခြားတာပထမဦးဆုံး intro ဝင်တဲ့ခါမှာတရောနဲ့ဝင်မှာဖြစ်ပါတယ်တရောနဲ့ဝင်တဲ့ခါကျကျွန်တော်ဂီတာလိုက်မတီးဘူးเนาะ drum beat စဝင်တဲ့ခါကျမှကျွန်တော်တို့ဂီတာ rhythm လိုက်ပြီးတော့ခောက်မယ်เนาะ okay ပါ
ရဲ့တခြင်းလေးကတော့ဒီလောက်ပါပဲခုနကလက်ခတ်လေးကိုမရှင်းဘူးဆိုရင်ပြန်ရှင်းပြရမယ်ဆိုလို့ရှိရင် A minor မှာဆိုလို့ရှိရင် A minor ကိုကင်ပြီးတစ်ပါးပြည့်တည်မယ်1 2 3 and 4ပြီးရင် G ကိုတီးမယ်ပေါ့နော်1 2 3 and 4အဲ့လိုဒီမှာဖြစ်ပါတယ်ဒါကိုနှစ်ပါးဆက်ပြီးတော့ဒီလိုပဲ A minor တစ်ခေါက်လာလိုက် G တစ်ခေါက်လာလိုက် A minor တစ်ခေါက်လာလိုက် G တစ်ခေါက်လာလိုက်နဲ့သချင်းလေးရဆုံးသွားဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတွေအနေနဲ့ဒီဗီဒီယိုလေးကိုနားထောင်ရတဲ့အတွက်မိတ်ဆွေတွေကြိုးတူတူနေရရှိမယ်လို့ပြောနေပါတယ်နောက်ဗီဒီယိုကြရင်လည်းကျွန်တော်သချင်းလေးတွေပုံနဲ့ပြန်လာလို့ပါမယ်အားလုံးပဲ thank you ပါခင်ဗျာ